ကျမဟာလိုက်လံလှုပ်ကြံခံနေရတဲ့အမျိုးသားတယောက်ကိုအမှတ်မထင်ကဲတင်မိခဲ့ပါတယ်စိတ်ကောင်းတဲ့ဒဏ်ရာတွေကိုကုသပေးခဲ့ပေမဲ့သူကကျမကိုချက်ချင်းပဲပြန်ကိုက်လိုက်မယ်လို့မထင်ထားခဲ့ဘူးသူဟာခွေးလာလို့ကျမမေးမိတော့သူကကျမကိုသဘောကျတယ်လို့ပြောလာပါတယ်ကျမထိတ်လန့်ပြီးထွက်ပြေးခဲ့တယ်နောက်တစ်နေ့မှာသူကျမကုမ္ပဏီကိုရောက်လာပြီးထပ်ပြီးဝန်ခံပြန်ပေမဲ့ကျမကတော့အတိမမတ်ခဲ့ပါဘူးအလုပ်ဆင်းလို့အိမ်ပြန်ရောက်တဲ့အခါပြုပြင်ထားတဲ့အမွှေးတိုင်ကြောင့်ကျမမူးမေ့သွားခဲ့ရတယ်ပြန်လို့လာတော့သူ့ကိုထပ်တွေ့ရပြန်တယ်သူကကျမကိုသူ့ချစ်သူဖြစ်စေချင်တဲ့ကျမပြင်းပြင်းထန်ထန်ညှင်းဆန်ပေမဲ့သူကတော့လုံးဝဂရုမစိုက်ခဲ့ဘူးအဲ့ဒီအချိန်မှာပဲကျမရဲ့ယာရုတိုးပွဲကိုဂုဏ်ပြုဖို့လာနေတဲ့မိသားစုဟာလမ်းမှာကားအက်ဆီဒင့်ဖြစ်ခဲ့ပါတယ်ဆေးရုံကဖုန်းဆက်လာပေမဲ့သူကဘာမှမသိပဲဖုန်းကိုပိတ်လိုက်တယ်ဒါကြောင့်ပဲမိဘတွေကိုနောက်ဆုံးတွေ့ခွင့်ရမယ့်အခွင့်အရေးကိုကျမလက်လွတ်ခဲ့ရပါတယ်သူကတော့ကျမကိုချစ်တဲ့အကြောင်းတွေဆက်ပြီးဝန်ခံနေတော့မယ်သူကိုယ်တိုင်တော့ကျမကိုဘာလို့ဒီလောက်ချစ်နေမိလဲဆိုတာနားမလည်နိုင်အောင်ပါပဲကျမသာသဘောတူရင်အရာရာကိုဘယ်လိုလိုက်ပါမယ်လို့ကတိပေးပေမဲ့ကျမကတော့စိတ်မလှုပ်ရှားခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲမိသားစုအက်ဆီဒင့်တင်ရောက်လာခဲ့တယ်ကျမချက်ချင်းပဲအားရင်တွေကုန်ခန်းပြီးဒူးထောက်လဲကျသွားကအရာအလုံးအတွက်သူ့ကိုပဲအပြစ်တင်လိုက်မိတယ်စောင့်ကြည့်ရေးကင်မရာတွေပျက်စီးနေတဲ့အဖြစ်မှန်နဲ့ရင်ဆိုင်ရချိန်မှာကျမဘာလို့ရမှန်းမသိဖြစ်နေခဲ့တယ်အဲ့ဒီအချိန်မှာကလေးစားချဖို့အတွက်သူဟာထပ်ပြီးပေါ်လာပြန်တယ်ဒီတစ်ခေါက်တော့ကျမဝေခွဲမနေတော့ပဲသူ့ကားပေါ်ကိုတက်လိုက်ပါတယ်ဒါပေမဲ့သူအမှန်တရားကိုသိသွားတဲ့အခါအဲ့ဒီကားတိုင်းမှုအတွက်တာဝန်ရှိတဲ့ဒရိုင်ဘာဟာသူ့ရဲ့အကိုအရင်ဖြစ်နေတာကိုတွေးလိုက်ရတယ်ကျမသာအမှန်တရားကိုသိသွားရင်သူ့ကိုအယံမုန်းသွားမှာကိုသူ့တပည့်ကစိုးရိမ်နေခဲ့တယ်သူကတော့ကျမမှာတီးခွင့်ရမှာမဟုတ်ဘူးလို့ပြောခဲ့တယ်သူဟာကျမကိုပြုပြင်ထားတဲ့ကင်မရာမှတ်တမ်းအတုတွေပေးပြီးဒီနေ့ကစလို့ဘလို့ကလက်စားမျိုးပဲချေချင်းချင်းသူကူညီမယ်လို့ပြောလာပါတယ်အလဲလဲအနေနဲ့ကျမကသူ့ချစ်သူရဲ့တာဝန်တွေကိုခြေပုံရမယ်တဲ့ဒါပေမဲ့သူကယဉ်ကျေးမှုနဲ့အခွင့်အရေးတွေကိုရယူဖို့ကြိုးစားတဲ့အခါကျမကတနာညတာမှုမရှိဘဲညှင်းပယ်ခဲ့တယ်ကျမသူ့ကိုဂရုစိုက်လားဆိုတာသိချင်လို့သူဟာမိမဆိုးတယောက်ကိုအိမ်ထဲကိုတမင်ခေါ်လာခဲ့ပေမဲ့ကျမကတော့ဘာတော့ပြန်မှုမှမပြခဲ့ပါဘူး